Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
မလေးကအများကြီးတာနော်အေးဒီမလေးရှင်မမို့ရောင်းနေတော့လေးကျုံးမမောင်လေးတန်ကြားတယ်ဒီကဘုရားကိုရလေလုံပြကာယရဲ့လေဆွေရရဲ့လေကာယလေးတော့မမောင်လေးနဲ့ကြွလာပြီဟောဒီခါကျတော့ရွှေချာဦးရေးတန်ကြားတယ်ဘုရားကိုရာထောင်းပါငါကြောင့်လို့နာဒီကြောင့်လည်းရောက်ပြီပါမရဒီလာဝင်းလေးရောက်ပြီကဲအခုတကယ်မလေးရဲ့လေးတော့မမောင်းသေးရဲ့ချွေချာဦးကြီးဘယ်သူကြီးကမလဲဘယ်သူလဲလေအော်မမောင်းလေးက